မျိုးသမီးဘာတွေထိုးကြပါကဲပြောသားမအောင်ကဲဒါအမျိုးသားပေါ့ဟုတ်လား ကျွန်တော်တည်ဘူး ကျွန်တော်တည်ဘူးသူဘာယောဂတွေထိုးကြပါလဲမသိဘူးလားသူယောဂဘာတွေထိုးကြပါလဲအရင်တော့ဘယ်လိုခေါ်ရမလဲထဲထဲမဲအခုတော့နည်းနည်းလမ်းလျှောက်တာတော့ဘာလို့လုတ်ပေးတယ်လျှောက်တယ်လျှောက်သွားပြီလားလျှောက်လို့ရပြီမဟုတ်ပို့လို့ရတယ်ဒါပေမဲ့ तू ကရှောက်လို့မကောင်းတော့ရှောက်မကောင်းအခုရှောက်မကောင်းတော့မရှောက်ချင်ဘူးမရှောက်ချင်အခုတော့ရှောက်လို့ရှောက်ချင်သွားတယ်ရှောက်ချင်သွားပြီရှောက်ချင်သွားတာဘာကြောင့်လဲရှောက်ကောင်းလို့ရှောက်ချင်တာပေါ့အေးပါဒါပဲလေအခုထမင်းစားလို့လည်းကောင်းပါပြီတဲ့နော်စားလို့ကောင်းပါအဲ့လိုလည်းကောင်းသွားလာအဆင်ပြေဝင်လဲဝင်လဲအချိန်ကောင်းပါပြီတဲ့နော်ဟိုမှာဖုံးဆက်တယ်လေဆရာဒါပေမဲ့တခုတော့ရှိတယ်လေဟုတ်ကဲ့ဗမာသေးလေအင်္ဂလိပ်စင်မဟုတ်ဘူးလေနော်တခွကြောင့်တော့မပြောက်ဘူးလေအေးပါနော်နှစ်ခွတော့မပြောက်ဘူးလေဗမာသေးလေဟုတ်ကဲ့သူကဆွဲတော့ရတယ်ဆွဲစားရတယ်ဟုတ်တယ်မလားတော်တော်အချိန်ကောင်းပါပြီတဲ့ခုနဆက်လိုက်တယ်ဟုတ်ကဲ့ဘုံမာလိုက်တယ်တဲ့ကျွန်တော်လာပြီးတော့ပြောလိုက်ဘူးလားလာတယ်ပြောလိုက်တယ်ဘာလို့လိုက်လဲနေဆရာကိုဖုန်းဆက်တာကိုပြောဆရာမသိခက်နေဦးမယ်လို့တော့အချိန်ကောင်းပါပြီဟုတ်ကဲ့ပါဝန်သားပါလားအဲ့လိုလေကြမ်းပါရေးကောင်းတော့အဆင်ပြေပါသူကလိုက်ချင်တာလိုက်ချင်တွေ့ချင်တာအေးပါလည်းငါကျတော့တိုးမနေနိုင်ဘူးနော်ဟိုဝယ်ရလဲဟိုတုန်းကကျွန်တော်ကတော့3000ဝယ်ပေးရတယ်အခုက4000နဲ့ဒါအခုစနေဘူးတည်းကလေးပါမဟုတ်ဘူးသူလည်းသူ့ရှင်နေသူလေအေးပါဈေးစကားတော့အေးပါဈေးစကားလည်းပါလို့ဆိုဟုတ်တယ်လို့အဲ့ဆိုရှင်လည်းငါမကဘောတော်မယ်ကွာလို့တော့ရတယ်လို့ဟုတ်ကဲ့အခုလာစစ်တောင်ကြားဟုတ်တယ်ပြီးဟိုဆက်ချမ်းသာသွားမလားဟုတ်ကဲ့ပါနော်ဆက်ချမ်းသာသွားနဲ့